မင်္ဂလာညချမ်းလေးပါခင်ဗျာ Cemetery Gate တုတ်တန်တကား channel ကနေကြိုဆိုပါတယ်ဒီညမှာတော့ထိုင်းနိုင်ငံရဲ့ online ပညာရပ်တွေထဲမှာလူပြောအများဆုံးနဲ့အစွမ်းထက်ဆုံးလို့နာမည်ကြီးတဲ့ကူမန်ထောင်အကြောင်းကိုကြားဖို့ကြမှာပါကလေးရုပ်လေးတွေထဲမှာဝိညာဉ်သွေးပြီးမွေးမြူရတဲ့အယူအဆဟာတကယ်ပဲစီးပွားတက်စီတာလားဒါမှမဟုတ်ကြောက်စရာကောင်းတဲ့တရေတဆွေတွေလားဒီနေ့မှာတော့ကူမန်ထောင်ရဲ့လိုဝက်ချက်အသေးစိတ်နဲ့အတူထိုင်းနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဒို့လို့6ချားစရာဖြစ်ရမှန်ဇက်လန်တစ်ပုဒ်ကိုတိဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးကြပါဦးခင်ဗျကူမန်ဆိုတာပါဠိစကားကုမာရာကနေဆေးတက်လာပြီးမိန်းသားငယ်ဒါမှမဟုတ်ကလေးယောက်ျားလေးလို့အဓိပ္ပာယ်ရပါတယ်ထောင်ဆိုတာကတော့ထိုင်းဘာသာဖြင့်ရွှေဖြစ်ပါတယ်ဒါကြောင့်ကူမန်ထောင်ဆိုတာရွှေကောင်လေးလို့အဓိပ္ပာယ်ရပြီးလက်လာဘဆောင်ကြည့်ပေးသူလို့ယူဆကြပါတယ်ကူမန်ထောင်ရဲ့မူလအစတမန်ကျောင်းကတော့ထိုင်းကန်ဝေစံပေဖြစ်တဲ့ခိုချန်ခိုဖန်ကပြာလီကာကနေစတည်ခဲ့တာပါစစ်သူကြီးခိုဖန်ဟာသူ့ကိုတစ္ဆာဖောင်းပြီးလောက်ကြံဖို့ကြိုးစားတဲ့ဇနီးတွေကိုတတ်ခဲ့ပါတယ်အဲဒီနောက်ဇနီးဖြစ်သူရဲ့ဝမ်ဘတ်တဲကတတိသားလေးကိုထုတ်ယူပြီးတုတ်တံမှာမန္တာတွေရုပ်မိခင်ပြီးပထမဆုံးကူမန်ထောင်ကိုပြုလုပ်ခဲ့ပါတယ်အဲဒီကူမန်ထောင်ဝိညာဉ်ကကိုဖန်ကိုစစ်ပွဲတွေမှာရတုအန်ဒီကနေကြိုတီတတိပေးတာအကာအကွယ်ပေးတာတွေလှုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့အခုခေတ်မှာတော့ကူမန်ထောင်ပြုလုပ်တဲ့အခါရှိခေတ်ကလိုကလေးအလောင်းကိုသုံးရင်အခုခေတ်မှာရာဇဝတ်မှုဖြစ်တာမို့မလုပ်တော့ပါဘူးအခုခေတ်မှာတော့ဆရာကြီးတွေကတုတ်တံမြေစေးတစ်သားဒါမှမဟုတ်ကြီးတွေကိုသုံးပြီးကလေးရုပ်လေးတွေလှုပ်ကြပါတယ်ပြီးရတော့မတော်တဆဖြစ်ပြီးဆုံးပါသွားတဲ့ကလေးဝိညာဉ်တွေကိုခေါ်ယူကာကောင်းမှုကုသိုလ်အတူလုပ်ဖို့အိမ်ဆောက်ရှောက်ဖို့မန္တာတွေနဲ့ပိတ်ဖိတ်ပြီးရုပ်ထုထဲထည့်သွင်းကြတာဖြစ်ပါတယ်ကွန်မန်တော်ကိုမွေးမြူသူတွေကအဓိကလိုက်နာရမယ့်စည်းကမ်းတွေလည်းရှိပါတယ်အဲ့ဒါကတော့မိသားစုဝင်ဖြစ်သတ်မှတ်ပြီးတော့အိမ်ကိုပထမဆုံးခေါ်လာတဲ့နေ့မှာအိမ်ကဖျားနဲ့အစောင့်နှက်တွေကိုခွေပန်ရပါတယ်ပြီးရင်တော့အိမ်သားတွေကိုမစ်ဆက်ပေးရပါတယ်သူ့ကိုနေ့တိုင်းမှုတ်ကစားစရာနဲ့နမ်တွေကိုတိုက်ရပါတယ်နမ်တွေဆိုတာကတော့ထိုင်းကလူကြိုက်များတဲ့အနီရောင်အချိုရည်တစ်မျိုးပါမိမိတို့တမင်စားရည်လဲလာစားပါအောင်လို့အမြဲခေါ်ရပါတယ်နောက်ပြီးတော့ကူမန်တော်တွေပေါ်ဂတိလဲတီးရပါတယ်ဥပမာစီးပွားရေးအဆင်ပြေကစားစရာဝယ်ပေးမယ်လို့ဂတိပေးထားရင်အောင်မီတာနဲ့ချက်ချင်းဝယ်ပေးရပါတယ်ဂတိပြည့်ရတော့ဒုက္ခပေးတတ်ပါတယ်ကူမန်တော်နဲ့ပတ်သက်ပြီးတော့လည်းဖြစ်ရမှန်ဖြစ်ပျက်တစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့လိုခဲ့တဲ့နေ့နှင်းငယ်ကဘန်ကောက်မြို့စီချင်ဖုံးရက်ကွက်တစ်ခုမှာတကယ်ဖြစ်ပွားခဲ့တဲ့ဘူးဆိုတဲ့ဆန်ပန်ရှည်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်ရမှန်ပါဘူးဟာလမ်းဘေးမှာထိုင်းအထည်အလိမ့်နဲ့အဖိုးအထည်လေးတွေရောင်းချတဲ့တမန်ဈေးတဲ့တူပါနောက်ပိုင်းမှာစီးပွားရေးတွေအရန်ကျက်တဲလာပြီးဆန်လာကတော့မပေးနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာသူတငယ်ကြီးတယောက်ကအောက်လန်းဆရာတူစီကနေပစ်ဆောင်လာတဲ့ကူမန်တော်ရုပ်ထုလေးကိုလက်ဆောင်ပေးခဲ့ပါတယ်ဆဆချင်းမှာတော့ဘူးကမယုံကြည်ပေမဲ့စီးပွားရေးကအရန်ဆိုးနေတာမို့ဆရာညွှန်ကြားတဲ့အတိုင်းအိမ်ဦးခန်းမှာနေရာပေးပြီးဖိုးတောင်းလို့နာမည်ပေးကနေ့တိုင်းအချိုရည်ညီနဲ့ကစားစရာတွေကျွေးမွေးခဲ့ပါတယ်သူကဒီလတဲ့အထည်တွေအကုန်ပြက်လို့သိန်းကနန်းအမျက်ရရင်ရွှေဆွဲကြိုးအစ်နဲ့ကားရုပ်ကြီးကြီးဝယ်ပေးမယ်လို့ကတိကဝတ်ပြုခဲ့ပါတယ်မယုံနိုင်စရာပဲအဲ့ဒီနေ့ကစပြီးဘူးရဲ့ဆန်မှာလူတွေအုတ်ခဲနေအောင်စီကားလာပါတော့တယ်တခြားဆိုင်တွေမှာလူမရှိပေမဲ့ဘူးရဲ့ဆိုင်မှာတော့ပစ္စည်းတွေလူဝယ်နေကြတာပါတခါတလေဝယ်သူတွေကဆန်ထဲမှာကလေးငယ်တယောက်ပြေးလွှားပြီးအဝတ်အစားတွေလိုက်ပြနေလို့ဝေလာတာလို့ပြောကြပေမဲ့ဘူးရဲ့ဆိုင်မှာတော့ကလေးတယောက်မှမရှိပါဘူးတလားပြည့်တဲ့အခါမှာဘူးဟာတကယ်ပဲသိန်းကနန်းအမျက်ရပြီးကျွေးမိတွေအကုန်ကြေသွားခဲ့ပါတယ်ဒါပေမဲ့ပတ်စံတွေအများကြီးရလာတဲ့အခါဘူးဟာလောဘတက်ပြီးကူမန်တော်လေးကိုပေးထားတဲ့ရွှေဆွဲကြိုးနဲ့ကားရုပ်ကတိကိုမိချေရောင်ဆောင်ကကြော်ဖြတ်ခဲ့ပါတယ်နောက်လာမှပေါင်းဝယ်ပေးတော့မယ်ဆိုပြီးစီချင်ပေးခဲ့တာပါအဲ့ဒီညကစပြီးအိမ်မှာထူးဆန်းတာတွေဖြစ်လာပါတော့တယ်ဒီကောင်ရန်ချေရောက်တိုင်းအခန်းထဲကနေကလေးငယ်တယောက်အကျွေးစည်းတွေနဲ့ဆော့ကစားတဲ့
ကားရုပ်မောင်းတာတွေကြားရတတ်ပါတယ်။တညမှာတော့ပူဟာအိပ်ပျော်နေရေးရေပတ်ထဲကမိုးကျက်လို့နိုးလာတဲ့အခါသူ့ရဲ့ရေပတ်ပေါ်မှာကလေးတစ်ယောက်ခွာထိုင်နေတာကိုမြင်လိုက်ရပါတယ်။မျက်နှာကညှို့မဲနေပြီးစူစူဝါဝါဆက်ကြည့်ရေးအမိသားကိုလိန်တယ်နော်။သားကိုလိန်တယ်လို့ကလေးတန်နဲ့အော်ပြောပြီးလက်ဘေးကိုညှိပါတော့တယ်။ပူဟာအော်လဲမအော်နိုင်ပဲအသေးအတန်ရုန်းကန်ပြေးမှလက်နိုးလာခဲ့ပါတယ်။အိမ်မက်လို့ထီခဲ့ပေမဲ့မန်ထဲမှပြန်ကြည့်တဲ့အခါသူ့လက်ဘေးမှာကလေးလက်ပွေရလို့အညိုအမဲတွေကထီကျန်နေခဲ့ပါတယ်။နောက်ရက်မှာတော့ပူဟာကြောက်လက်တကြားနဲ့ဈေးကြီးတဲ့ရွှေဆွဲကြိုးနဲ့ကားရုပ်ကိုချက်ချင်းဝင်ပြီးကူမန်ထောင်ရှေ့မှာဒူးထောက်တောင်းပန်ခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာပဲ6လက်တာတွေရက်တက်သွားခဲ့ပါတယ်။ပူဟာအခုထိကူမန်ထောင်ကိုဆက်မွေးထားဆဲဖြစ်ပြီးဘယ်တော့မှဂတိမပြတ်ရဲတော့ဘူးလို့ဆိုပါတယ်။ကဲပရိသတ်ကြီးခင်ဗျာကူမန်ထောင်ဆိုတာစီကန်းရှိရှိနဲ့မေတ္တာပေးရလက်လာပါဆောင်ကြီးပေးတဲ့ကလေးနဲ့ဖြစ်နိုင်တယ်လို့ဂတိဖြတ်ပြီးပြစ်ပယ်ထားရင်တော့စိတ်ဆိုးတက်တဲ့ဝိညာဉ်တရေတကောင်လိုဒုက္ခပေးတတ်တာကိုဒီဖြစ်ရမှန်ကတက်တည်ပြနေပါတယ်။မိမိတို့စီမာရောကူမန်ထောင်နဲ့ပတ်သက်တဲ့ဆိုင်းကျဲတဲ့အတွေ့အကြုံတွေရှိကြဘူးလားခင်ဗျာ။ရှိခဲ့ရင် comment မှာရေးသားမျှဝေပေးခဲ့ပါဦး။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်။နောက်ထပ်လူဝက်ဆိုင်းကျဲဇက်လန်းတွေနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။